တန်ကြောင်းမှာပါရှိတဲ့အရေးကလေးတွေကငါးရိုးပုံစံလေးတွေဖြစ်နေတဲ့အတွက် Fit Bone Type Rib Pattern လို့ခေါ်ပါတယ်လန်တရာအဆောက်အဦတွေတိစောက်ရမှာအသုံးပြုတဲ့တန်ကြောင်းတွေရဲ့ဖောင်းလိုင်းအရစ်ခေါ် rib တွေကိုပတန်အမျိုးမျိုးခွဲခြားသတ်မှတ်ထားပါတယ်မြန်မာနိုင်ငံမှာအသုံးများဆုံး rib ပတန်ကတော့ငါးရိုးပုံသဏ္ဍာန်ရှိတဲ့ Fit Bone Type Rib ပတန်ပဲဖြစ်ပါတယ်နောက်တစ်ခုကတော့ Angle Type Rib ပတန်ပဲဖြစ်ပါတယ်ဒီ rib ပတန်ရဲ့ထူးခြားချက်ကတော့အဆောင်းဒီဂရီတူတဲ့ transparent နှစ်ခုကြားမှာအဆောင်းဒီဂရီမတူတဲ့ transparent တစ်ခုရှိနေခြင်းဖြစ်ပါတယ်ဒီလို rib ပတန်မျိုးကို Angle Type Rib ပတန်လို့ခေါ်ခြင်းဖြစ်ပါတယ်ဒါကတော့ Parallel Rib ခေါ် Screw Type Rib ပတန်ပဲဖြစ်ပါတယ်ဒီလိုတန်ကြောင်းအမျိုးအစားမှာဆိုရင် rib တွေကစကူတစ်ချောင်းမှာရှိတဲ့အရစ်တွေလိုရှိနေတာပဲဖြစ်ပါတယ်ဒီတန်ကြောင်းမှာပါရှိတဲ့ပတန်အမျိုးအစားကတော့ Diamond Rib ပတန်အမျိုးအစားတွေပဲဖြစ်ပါတယ်ဒီပတန်အမျိုးအစားကတော့ Bamboo Rib ပတန်အမျိုးအစားပဲဖြစ်ပါတယ်